Arahato Tamma Sambuddhassa Namo Tassa Bhagavato Arahato Tamma Sambuddhassa Namo Tassa Bhagavato Arahato Tamma Sambuddhassa Yogi to go say out of the mother Napitare, Piasa, yes, Samyana Sako, Amnali Bashi. The Yama time me, Kimoni Seva, Kanchi Roji. Jamane to Buzoba machine. Awa, Sesse, Tandrama, Yane Tai Am, Papima Taito, Poko to Mietu A, the Pido Ma, Taye Gan, Wesi Gan, Manogan no King. ပြမထားပြီးခဲ့သည်ရှိသောတပည့်တော်အားတနာတဖြင့်ဖွင့်တော်မူပါအရှင်ဘုရားယောဂီတို့လေးလေးရှုသွင်းလိုက်ပါတင်းကနေတက်တဲ့ရည်ညွှန်းမနှောနေရလေးအာရုံပြုကြည့်ပါကြောခြင်းနဲ့စိတ်ကလေးမရှိတာသိပြီးမှဝိပဿနာဉာဏ်ဖြင့်ပူဇော်တော်ပါရှင်ဒါပြီးဆိုရင်ယောဂီတို့စာမျက်နှာ21ပါရှင်မပြစ်မှားအပ်သောခင်မွန်းကြီး10ပါးဖယားဣစေကာဗုဒ္ဓဧကတာဝကမဟာတာဝကယဟန္တာအမိအဖအလေးမြတ်ပြုအပ်သောပုဂ္ဂိုလ်အတက်ပညာသင်ကြားပေးတော်သူတရားဟောကြားပေးတော်သူကျွေးမွေးပေးကံမူသူခင်မွန်းကြီး10ပါးပြစ်မှားမိကတင့်တက်သောဒဏ်10ပါးသွေးအံဖြစ်လွယ်ရောင်းဝယ်ရှုံးခြင်းချုံရွေးအင်္ဂါလူနာဥထယူကြဖောက်ပြန်မင်းတန်သိဆန်းကြမ်းတမ်းဆွဆွဲတေခွဲသားခြင်းပြက်ချင်းစည်းစိမ်နေအိမ်မီလောင်ဒုက္ခကောင်သည်လူပေါင်းဒိဋ္ဌတွေ့ကြုံရတေကမလွဲကဘာဆွဲရောက်ဆဲလူပြီတက်ပြန်လဲတော့ချက်တရေမွဲမက်ပူလွဲအမြဲကြမဝိကြောင်းပါသည်ရှောင်းရန်ဓမ္မအန္တရေရာပြီဆိုရင်ယောဂီတို့စာမျက်နှာ33ပါရှင်ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးဤဉာဏ်တော်အားပူဇော်သောအနေဖြင့်မူလနှစ်ဖြာလင်္ကာဆောင်မှုရဲ့ဒိဋ္ဌိပြုတ်လင်္ကာရဲ့ပရိစ္ဆေသမုပ္ပါအနုလုံပါဠိတော်ပฏิလုံပါဠိတော်ဆိုရိုးများဖြင့်ဆက်လက်ပူဇော်ကြမှာဖြစ်ပါရဲ့ရှင်ခေါင်းစဉ်လေးကနေစပြီးကျမတို့ပူဇော်ကြပါမယ်ရှင်အကြောင်းပရိစ္ဆေအကျိုးသမုပ္ပါခန္ဓာတန်တရားလေဖို့ပြတ်ဖို့လင်္ကာဆောင်မှုဖြစ်ပါရဲ့